ဒီနေ့အိမ်ရလူတွေပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ရင်ထဲမှာနေနေအောင်ခံစားရတယ်မလားဗါတဲ့နေရပတ်စံပဲရှာတာမိသားစုကိုအချိန်ပေးတာမဟုတ်ဘူးတကယ်တော့ကိုစူးစမ်းနေတာတွေကကိုတယောက်တည်းအတွက်မဟုတ်ဘူးမိသားစုရဲ့အနာဂတ်ကိုလုံခြုံစေခြင်းလို့လိုအပ်တာတွေဖြည့်ဆည်းပေးခြင်းလို့ဒါကိုအတ္တလို့မြင်တဲ့အခါမှာပင်ပန်းလိုက်တာနော်ခါတလေကိုမေးခွန်းထုတ်မိတယ်မင်းကလေးဖြစ်ပြီးရီမန်းချက်တွေလောဘကြီးတာအပြစ်လားမှားနေလားတကယ်တော့ညီမလေးမမှားပါဘူးချစ်ပုံချင်နေခြင်းမတူတာတချို့တွေကအနားမှာထိုင်ပြီးတော့စကားပြောတာကိုအချစ်လို့သတ်မှတ်ပေမဲ့ညီမလေးကအနာဂတ်လုံခြုံမှုအတွက်ရှာဖွေပေးနေတာကိုအချစ်လို့သတ်မှတ်ထားတာကိုယ်စေတနာကိုနားလည်ရင်ရပြီဒီညကွန်ပျူတာပိတ်အလုပ်တွေအေးဆေးမိပြီးအနားယူလိုက်ရအောင်အနာဂတ်အတွက်ရည်မှန်းချက်ကိုလောဘကြီးတဲ့မိန်းကလေးလဲအနားယူဖို့လိုတယ်နော် Good night